င်္ဂလာပါကွယ်ဒီကနေ့မှာတော့စတုတ္ထရန်သင်္ချာခန်းလေးပြန်လှန်လေ့ကျင့်ခန်း1အကြောင်းကိုရှင်းပြပေးမှာဖြစ်ပါတယ်ပြန်လှန်လေ့ကျင့်ခန်း1မှာတော့ခန်း1ကိန်းများရဲ့ခန်း2မြင်းကရက်ရဲ့ခန်း3စားသင်ခန်းစာ1အဲ့ဒီခန်း3ခန်းစာကိုပြန်ပြီးတော့လေ့ကျင့်မှုအတွက်ပုံစံလေးတွေကိုရောပေးထားတာဖြစ်ပါတယ်အဲ့တော့နံပါတ်1မိကုံကိုကြည့်ရအောင်နံပါတ်1မိကုံကကြတော့အခန်း1ကိန်းများတွေကပုံစံဖြစ်ပါတယ်မေကုံကကြီးနဲ့ခါခွဲကိုစာသားဖြင့်ရေးပါမေကုံကငယ်ကိုကိန်းဖြင့်ရေးပါနော်ဒီမှာကကြီးခါခွဲခါငယ်ဆိုပြီးတော့ကိန်းတွေကိုသုံးလုံးပေးထားတယ်ကကြီးနဲ့ခါခွဲကိုစာသားနဲ့ရေးပေးရမှာဖြစ်ပါတယ်အခန်း1ကိန်းများထဲမှာသူကရာဂတိအထိပေါ့နော်ခုကနန်းကနေစပြီးတော့ခု100 1000 သိန်းတန်းကလေး10ကလေးရာဂတိအထိတင်ပေးထားတာဖြစ်ပါတယ်နော်ဒါကြောင့်မို့လို့ဒီမှာရှိတဲ့ကနန်းကိုကြည့်ရတဲ့အခါမှာသူကနောက်ကနေစယူမယ်ဆိုရင်ခု10ရာထောင်တောင်သိန်းနော်သိန်းကနန်းဖြစ်ပါတယ်အဲကြောင့်မလို့သူ့စာသားနဲ့ရေးတဲ့အခါမှာ8နေရာမှာရှိတဲ့ကနန်းကိုသိန်းနဲ့ကပ်ပြီးတော့8သိန်းလို့ပြောရမယ်တော့တောင်းနေရာမှာရှိတဲ့3ကိုကြာရင်တော့3000ပေါ့နော်ပြီးရင်9603အဲ့ဒီမှာသတိထားဖို့အချက်အနေနဲ့ကနောက်ဆုံးတန်မိုးရှိတဲ့နောက်ဆုံးကနန်းရဲ့တန်မိုးပေါ့နော်ဥပမာဖြစ်တယ်မှာဆိုနောက်ဆုံးကနန်းကခုကနန်းမှာတန်မိုးရှိတယ်တုံညမဟုတ်ဘူးပေါ့နော်ကနန်းတစ်လုံးလုံးရှိတယ်အဲ့လိုရှိရဆိုရင်သူနဲ့ကပ်ရက်တုံညမဟုတ်တဲ့နောက်ထပ်ကိန်းတစ်လုံးမှာအောက်ကမြင့်ထည့်ပြီးတော့စလုံးရေးပြရမယ်ဒီမှာဆိုလို့ရှိရင်8,3000,9603လို့ရေးပြရမှာဖြစ်ပါတယ်ကဲခုကနန်းနေရာမှာတုံညဖြစ်ခဲ့မယ်ဆိုလို့ရှိရင်10ကနန်းအဲ့10ကနန်းရဲ့ကက်ကနန်းမှာသွားပြီးတော့အောက်ကမြင့်ထည့်ပြီးတော့8,3000,9603လို့ထပ်ပေးရမယ်အဲ့တော့ခါခွေးမှာဆိုလို့ရှိရင်သူကတန်းကနန်းထိရှိရပေါ့နော်တန်းကနန်းထိရှိတယ်အဲ့တော့6တန်းဖြစ်ပါတယ်6တန်းသိန်းနေရာမှာမရှိဘူးအဲ့တော့သိန်းကိုကျော်လိုက်မယ်6တန်းနဲ့သိန်းနေရာမှာဘာမှမရှိဘူးတောင်းနေရာမှာ4000ဆိုတာရှိတယ်6တန်းနဲ့4000ဖြစ်မယ်ပြီးရင်1530အဲ့ဒီမှာလည်းနောက်ဆုံးတန်မိုးရှိရကနန်းဟာခုနေရာမှာမဟုတ်ဘူး10နေရာမှာဖြစ်တယ်ခုနေရာမှာ3ညာပဲရှိတယ်10နေရာမှာရှိရဲ့ကနန်းဆိုရင်သူ့ရဲ့ကက်ကဒီမှာရာကနန်းဆိုတာ900ဆိုပြီးတော့ရှိမယ်3ညမဟုတ်ပဲနဲ့9ရှိတယ်ဒါဆိုလို့ရှိရင်900ပြောတဲ့အခါမှာရိုးရိုး900လို့မရေးပဲနဲ့930ဆိုပြီးတော့ရာအောက်မှာအောက်ကမြင့်ထည့်ပြရပါမယ်ဒါပဲเนาะအဲ့တော့နောက်ဆုံးတန်ဖိုးက6တန်း4000 1530ဖြစ်ပါတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်နောက်ကားငယ်မှာတော့9ကလေး2000 9000လို့ရေးထားတယ်အဲ့တော့9ကလေးကဒီနေရာမှာဆိုလို့ရှိရင်ရှိတယ်နော်တန်းကနန်းရဲ့ဒီတန်းတန်မိုးရဲ့ဒီရှေ့ကတန်မိုးပေါ့နော်အဲ့တော့သိန်းထိဆိုလို့ရှိရင်3ညက9လုံးရှိတယ်တန်းရောက်သွားပြီဆိုရင်သူ့ရဲ့နောက်မှာ3ည6လုံးရှိတယ်ကလေးဆိုရင်သူ့နောက်မှာ3ည9လုံးပေါ့နော်နေရာ9နေရာလိုက်မှာဖြစ်ပါတယ်အဲ့တော့9ကနေပြီးတော့တန်းအတွက်တန်မိုးမရှိဘူးသိန်းအတွက်တန်မိုးမရှိဘဲနဲ့တောင်းကြမှာတန်မိုးရောက်လာတာပေါ့နော်အဲ့တော့9ရေးပြီးလို့ရှိရင်တန်းနဲ့သိန်းတော့ကို3ညနှုံးရေးပေးရမယ်ပြီးရင်တောင်းနေရာမှာ2ထည့်ပေးရမယ်ထောင်နေရာမှာ9ထည့်ပေးရမယ်ရာရဲ့10ရဲ့ခုနေရာမှာတန်မိုးမရှိကြမလို့3ည3လုံးတိုက်ပေးရမယ်ဟောအဲ့တော့အဖြေကဘယ်လိုဖြစ်သွားမလဲဆိုရင်ဒီလိုဖြစ်သွားမယ်နော်အဲ့တော့9ကနေတန်းနဲ့သိန်းနေရာ3ည2000နဲ့9000ဖြစ်ပါတယ်ရမယ်နော်ဒီနေရာမှာကတော့အောက်ကမြင့်ထည့်ကြမလို့အောက်ကမြင့်ကအဓိကဘာအတွက်လဲဆိုလို့ရှိရင်နော်ထောင်ကနန်းဟိုပါပေါ့ရာကနန်းနဲ့10ကနန်းခုကနန်းပေါ့နော်ရာကနန်း10ကနန်းခုကနန်းအတွက်ပဲအောက်ကမြင့်ထည့်ပေးဖို့လိုတယ်ပေါ့နော်ဒီနေရာမှာအကြောင်းမို့လို့အောက်ကမြင့်ပါတော့တာဖြစ်ပါတယ်နောက်နံပါတ်2ကိုသွားမယ်နံပါတ်2မှာကြတော့နော်65တန်းကိုကိန်းလုံးဖြင့်ရေးပါနော်65တန်းအဲ့တော့65ရှေ့မှာရှိပြီးသားအနောက်မှာဒီ65တန်းပေါ့နော်65တန်းဖြစ်အောင်ရေးပေးရမှာဖြစ်ပါတယ်အဲ့တော့တန်းအထိဆိုလို့ရှိရင်3ည6လုံးဖြစ်မယ်65ကို3ည6လုံးကလိုက်လို့ရှိရင်သူ့ကိန်းထွက်လာမှာဖြစ်ပါတယ်ရမယ်နော်3ည6လုံးနောက်ခါခွေးရကြတော့နော်54နော်1 2 3 4 5နော်အဲ့တော့မ3ည5လုံးဖြစ်ကြမလို့ဒီရှိမှရှိရဲ့4ဒီသိန်းကနန်းဖြစ်ပါတယ်သိန်းနေရာမှာရှိပါတယ်တော့54သိန်းပေါ့နော်54သိန်းက54သိန်းကိုပြောလို့ရမှာအဲ့တော့သိန်းဘယ်လောက်ရှိလဲဆိုလို့ရှိရင်ဒီနေရာမှာ54သိန်းကိုပြောရမှာဖြစ်ပါတယ်ရမယ်နော်အဲ့ဒီအခန်း1သင်ခန်းစာကိုလေ့လာထားမယ်ဆိုလို့ရှိရင်ဒီပုတ်တွေကိုဘယ်ကူဖြည့်နိုင်မှာဖြစ်ပါတယ်နောက်တစ်ခုကကြတော့အောက်မှာကိန်းတစ်ခုစီကို10ဖြင့်မြောက်လျင်ရသောကိန်း100ဖြင့်မြောက်လျင်ရသောကိန်း10ဖြင့်စာလျင်ရသောကိန်းများကိုရေးပါဥပမာဒီ9000ကိုတွက်ပြပါမယ်
နော်9000ကို30နဲ့မြောက်ရင်ဘယ်လောက်ရဟုတ်ပြီနော်အဲ့တော့ဒီမှာက10ပေကိန်းရာပေကိန်းတွေဖြစ်နေတဲ့ကြောင့်မလို့နော်ဒီကိန်းကနနှစ်ခုမြောက်တဲ့ခါကြလို့ရှိရင်ဒီကိန်းကနနှစ်ခုလုံးမှာရှိရဲ့3ညစုစုပေါင်းအရက်ကိုအနောက်မှာခြာရေးပေးလို့ရပါတယ်ပြီးမှကျန်တဲ့ကိန်းပဲဖြစ်တဲ့9နဲ့1နဲ့ကိုမြောက်ရတာရတဲ့ကိုရေးလို့ရတယ်ဒီမှာဆိုရှင်3ညဒီမှာ4လုံးရှိတယ်ဒီမှာ1လုံးရှိတယ်အဲကြောင့်မို့စုစုပေါင်း3ည5လုံးရမယ်ပေါ့နော်ဒီမှာနောက်မှာ3ည5လုံးရေးမယ်ပြီးလို့ရှိရင်ကျန်တဲ့1နဲ့ဒီ9နဲ့ကိုမြောက်မယ်9တလီ9ဆိုပြီးတော့အဖြေရမှာအဲ့တော့9000မြောက်30ဒီ9သိန်းဖြစ်ပါတယ်နောက်က100နဲ့မြောက်မယ်နော်100နဲ့မြောက်မယ်ဆိုလို့ရှိရင်3ည4လုံးနဲ့ဒီက3ည2လုံးနဲ့ကိုပေါင်းပြီး3ည6လုံးဆိုရေးလို့ရတယ်ပြီးကျတဲ့9နဲ့ဒီ1နဲ့မြောက်မြောက်တော့9ဆိုပြီးရေးလို့ရတယ်နောက်ဆုံးကိန်းကတော့30နဲ့စားဖြစ်ပါတယ်30နဲ့စားရဲဆိုလို့ရှိရင်เนาะဒီရှိရဲ့9000တဲကနေပြီးတော့ဒီနှစ်တစ်လုံးကိုချစ်ချလိုက်ရပါတယ်เนาะဒါမှမဟုတ်ပဲနဲ့เนาะဒီ30ကိုလည်း30နဲ့စားလိုက်မယ်เนาะ9000လည်း30နဲ့စားလိုက်မယ်ဆိုလို့ရှိရင်နောက်ဆုံးမှာ9000ပဲချက်ပါပဲ9000ကို1နဲ့စားလို့ရှိရင်အဖြေက9ထွက်တယ်ပေါ့နော်အဲ့တော့ဒီလိုမျိုး10ပေကိန်းတွေချင်းချင်းစားတဲ့အခါမှာလူ3ညချင်းချင်းကိုချစ်ချလိုက်လို့ရတယ်လို့ပေါ့နော်ချစ်ချလိုက်မယ်ပြီးကျန်တဲ့တမိုး9000ကိုပဲ1နဲ့စားတာပေါ့နော်အဲ့လိုမျိုးလုပ်လို့ရတယ်ဆိုလို့ရှိရင်တမိုးခဏတန်မိုးတွေနေပါမယ်အမှားယွင်းလည်းနေသွားမှာဖြစ်ပါတယ်ဒါဆိုရှင်သူရဲ့ဖြစ်ဆိုတာအဲ့တော့ချုပ်အားဖြင့်ပြောမယ်ဆိုလို့ရှိရင်ရှိရဲ့တမိုးတစ်ခုကို30နဲ့မြောက်တယ်30နဲ့မြောက်တယ်ဆိုတာကသူ့ရဲ့နောက်မှာ3ညလုံးတိုးလာတာဖြစ်တယ်မူရင်းကဏ္ဍမှာ3ညလုံးတိုးလာပေါ့ရှိရဲ့ကဏ္ဍကို100နဲ့မြောက်တယ်ဆိုတာကမူရင်းကဏ္ဍမှာ3ညနှလုံးတိုးလာတာဖြစ်ပြီးတော့30နဲ့စားရဆိုရင်တော့3ညလုံးပြော့သွားတာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ကျန်တဲ့ပုံစံတစ်ခုကိုကလေးတို့ကိုယ့်ဘာသာတွက်ကြည့်ပါပြီးမှအဖြစ်ပြလိုက်ကြည့်မယ်နော်ကဲစပြီးတွက်ကြည့်အောင်လောက်ဆိုရင်ဖြေရပြီလို့ယူဆတယ်နော်ဖြေတိုက်ကြည့်အောင်နော်အဲ့တော့32,950ကို30နဲ့မြောက်လို့ရှိရင်သူ့ရဲ့နောက်မှာ3ညလုံးတိုးရမယ်မို့လို့ဒီ9 3ညနေတော့9 3ည3ညဖြစ်သွားမယ်100နဲ့မြောက်ရင်3ညလုံးတိုးမှမို့လို့ဒီမှာလောက်ဖြစ်သွားမယ်30နဲ့စားလို့ရှိရင်တော့3ညလုံးပြောသွားမှမို့လို့ဒီ3ညကပျောက်သွားမယ်အဲ့ဆိုရမယ်နော်ကျန်တဲ့ဖြေကိုလည်းတိုက်ကြည့်မယ်ကျန်တဲ့ဖြေကလည်းအလားတူဖြစ်ပါတယ်နော်အဲ့ဆိုရမလားအဲ့တော့ဒီဘုတ်မှာဆိုလို့ရှိရင်တော့ဂျာကနန်းအမြောက်တွေကိုတွေ့ရမှာဖြစ်တယ်ပထမဆိုရင်286နဲ့145ဖြစ်မယ်အဲ့တော့ဒီကိန်းနှလုံးကိုမြောက်မယ်နော်မြောက်မယ်ဆိုလို့ရှိရင်သူက9နဲ့6ကိုရော9ကိုရော2ကိုမြောက်မယ်4နဲ့6ကို9ကို2ကိုမြောက်မယ်1နဲ့6ကို9ကို2ကိုမြောက်မယ်ပြီးရမြောက်ထားပြီးသား3လုံးရေကိန်း3လုံးရဲ့ဖြေကိုပေါင်းချမယ်နော်အဲ့တော့အရင်ဆုံး9နဲ့6နဲ့ကိုမြောက်ကြည့်မယ်9 6ဒီ30 3ညကိုဒီမှာရေးမယ်3ကိုဒီပေါ်တင်တခါ9နဲ့9နဲ့မြောက်မယ်ရလာတဲ့ဖြေကို3နဲ့ပေါင်းပြီးတော့ဒီမှာချရေး9 9နဲ့35 3နဲ့ပေါင်းတော့38ဆိုတော့8ကိုပဲဒီမှာရေးမယ်3ကို2ပေါ်တင်ပေးမယ်တခါ9ရဲ့2ရဲ့မြောက်မယ်ရလာတဲ့ဖြေကို3နဲ့ပေါင်းမယ်9နဲ့30 3နဲ့ပေါင်းတော့73အဲ့ဒီခါမှာ73ကိုတော့ရှေ့မှာထပ်မြောက်ကြပါမှမရှိကြဘူးလို့ဒီရှေ့မှာတန်းပြီးတော့1ကို3ကိုရေးလိုက်တခါ4နဲ့မြောက်မယ်4 6ပြီး24ရလာတဲ့ဖြေကို4အောက်တက်မှာရေးမယ်ပြီးရင်2ကိုကြာတော့ဒီ9ပေါ်တင်ပေးရမယ်တခါ4ရ9ရမြောက်မရလာတဲ့ဖြေကိုဒီ2နဲ့ပေါင်းမယ်4 9 28 2ရပေါင်း30 30ဆိုတော့ဒီနေရာမှာ3ညပဲရေးမယ်3ကို2ပေါ်တင်ပေးရမယ်4နဲ့လီ8ပြီးရင်3နဲ့ပေါင်းတော့17 17ကိုဒီ8တက်မှာချရေးမယ်1နဲ့မြောက်မယ်1 6လီ6ကို1အောက်တက်မှာရေးမယ်ပြီးရင်သူ့ရဲ့ရှေ့တစ်ခွက်မှာ1 9လီ9ကိုရေးမယ်1 2လီ2ကိုရေးမယ်ဒါဆိုဒီတော့ကိန်း3လုံးပေါင်းလို့ရတယ်3ညမှာပေါင်းကြမှာဖြစ်ကြမို့3ည3ညတိုင်းပဲရေးမယ်8ရက်လေးပေါင်းရင်12ရမယ်12ဆိုရင်တော့2ပဲရေးမယ်ဒီဘက်ချမ်းမှာ1သွားတင်ဒီဘက်ချမ်းမှာနောက်ဆုံးမှာ1ရဲ့3ရဲ့3ညရဲ့6ရဲ့ဖြစ်သွားမယ်1ရဲ့3ရဲ့ပေါင်းရင်4ရမယ်4ရဲ့3ညရဲ့ပေါင်းရင်4ပဲရမယ်4ရဲ့6ရဲ့ပေါင်း10ရမယ်3ညပဲရေးမယ်ဒီဘက်ချမ်းမှာ1သွားတင်အဲ့တော့1ရဲ့9ရဲ့ဖြစ်သွားမယ်3လိုင်းလုံးပေါင်းလိုက်ရင်10ရမယ်ဒီမှာ3ညပဲရေးမယ်ဟိုဘက်ကို1တင်ဒီဘက်ချမ်းမှာ1ရဲ့2ရဲ့မယ်နောက်ဆုံးရွာ4ထွက်လာမယ်ဒါဆိုလို့ရှိရင်ကိန်းနှလုံးဂျာကနန်းနှလုံးပေါင်းတဲ့အဖြေကိုရပြီဖြစ်ပါတယ်နော်ဒါဆိုရင်ကျန်တဲ့ပုံစံကပုံစံတူဖို့လို့ခလေးတို့ကိုပတ်တာတွက်ကြည့်မယ်ဒီထားမှာငါငယ်ပုံမှာဆိုလို့ရှိရင်
နော်အပေါ်မှာထားတဲ့ကိန်းကနှလုံးပဲရှိတယ်55ဆိုပြီးတော့နှလုံးပဲရှိတယ်နော်ဒါပေမဲ့သူ့ရဲ့မြောက်ကိန်းကကြတော့283ဆိုပြီးရာခိုင်နှုန်းဖြစ်နေတဲ့ကြောင့်မို့သူ့လိုမျိုးပဲကိန်းက3လုံးထွက်လာမှာဖြစ်တယ်အဲဆိုရှင်စပြီးတော့တွက်ကြည့်အောင်အဲဆိုရင်ဖြေတိုက်ကြည့်အောင်ဖြေရပြီလို့ယူဆတယ်နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်9 9 9 3ရှင်းလေးမြောက်လိုက်တဲ့အခါမှာနောက်ဆုံးမှာဖြေရဒီကနန်းရမယ်နော်55နဲ့283နဲ့ပြောင်းတဲ့ခါကြရင်လည်းဖြေရဒါရဖြေမှန်လားနောက်ပုတ်တစ်ဆက်သွားမယ်နော်အဲ့တော့ခါကြီးပုတ်ကခုနကကာကြီးခါဝေခန်းကန်နဲ့တွားတူနေလို့တွက်မပြတော့ဘူးကလေးတို့ကိုယ်တိုင်တွက်ကြည့်မယ်နောက်ပြီးအဖြေပြန်လိုက်ကြည့်မယ်နော်ငါအပုတ်မှာတော့6240မြောက်ရမယ်စာလုံးဆိုလို့ရှိရင်လေရာခိုင်နှုန်းထောင်နှန်းနေပေါ့နော်ကဲခါကြီးပုတ်ကိုအရင်ဆုံးဖြေတိုက်ကြည့်မယ်နော်အဲ့တော့ကလေးတို့ကဒီကာကြီးပုတ်ကိုကိုယ်တိုင်တွက်ကြည့်ပြီးတော့မှအဖြေတိုက်ကြည့်မယ်နော်နောက်ငါ့ကိုသွားမယ်ငါကြတော့6240နဲ့ကိုမြောက်တာဖြစ်တယ်အဲ့တော့6200ကိုတီးပြီးတော့40နဲ့မြောက်တဲ့အခါမှာနောက်မှ3ညတွေများတယ်ပေါ့နော်ဒီမှာ3ညနဲ့6200မြောက်လို့ရှိရင်3ညကြီးပဲဒီလုံးထွက်လာမယ်ဒီနဲ့6200ကိုမြောက်လို့ရှိရင်တော့24,800ထွက်လာမယ်အဲသူတို့နှစ်ခုပေါင်းလိုက်လို့ရှိရင်တော့2သိန်းနဲ့48,000ဆိုထွက်လာမယ်နော်အဲ့တော့ဒီလိုမျိုးနောက်မှာဒီလိုမျိုးရာခိုင်နှန်းတွေပေါ့3ညတွေများတဲ့ခဏန်းတွေကိုချမြောက်တဲ့အခါမှာဒီ3ညတွေကိုထဲမြောက်ကြမလို့ပဲနဲ့ခဏန်းတွေနဲ့သွားလုပ်ပြီးတော့မြောက်လို့ရတယ်ဥပမာဖြင့်စာလုံးကိုကြည့်မယ်နော်900နဲ့43,000ကိုမြောက်တဲ့အခါမှာဘယ်လိုလုပ်လို့ရလဲဆိုလို့ရှိရင်အရင်ဆုံးဒီနော်ကိန်းတွေဖြစ်တဲ့ဒီ9နဲ့43နဲ့ကိုပဲအရင်မြောက်လိုက်မယ်နော်ကိန်းကဏ္ဍတွေ3ညမဟုတ်တဲ့ကိန်းကဏ္ဍတွေကိုအရင်မြောက်လိုက်မယ်ရလာတဲ့အဖြေပေါ်မှာဒီနောက်က3ညကဒီမှာဆိုနှလုံးရှိတယ်ဒီမှာဆို3လုံးရှိတယ်စုစုပေါင်း5လုံးပေါ့အဲ့ဒီ5လုံးကိုရလာတဲ့အဖြေဒီ215နောက်မှာကတ်လိုက်မယ်ဆိုလို့ရှိရင်လေသူ့ရဲ့ဖြေကအတူတူပဲဖြစ်တယ်ရမယ်နော်အဲ့တော့စုစုပေါင်း215နဲ့3ညနဲ့5လုံးကိုကတ်ထားပေးတာဖြစ်တယ်ရမယ်နော်အဲ့တော့နံပါတ်5နေစပြီးတော့မြင်း grad နဲ့ပတ်သက်တဲ့ပုံစံတွေလာတာပေါ့နော်။ဒီမှာဖတ်ကြည့်မယ်ဆိုရင်အောက်တိုဘာလ1ရက်ကနေ9ရက်အထိအပင်တစ်ပင်ရဲ့မြင့်မားမှုကိုမြင်း grad နဲ့ပြထားတယ်။အပင်ကနေတစ်ပင်အပေါ်ကိုမြင့်တက်သွားမယ်။တစ်ပင်ပေါ်ရှည်သွားမယ်ပေါ့။အဲ့ဒါကိုတော့မြင်း grad နဲ့နော်တရက်ကိုဘယ်လောက်စီတက်သွားလဲဆိုတော့ပြထားတာပေါ့နော်။ဒီ grad ကိုကြည့်လိုက်မယ်ဆိုရင်သူက1ရက်နေ့ကနေစပြီးတော့9ရက်နေ့အထိအောက်တိုဘာလရဲ့ပေါ့နော်အောက်တိုဘာလရဲ့ရက်တွေကို9ရက်စာပြထားတယ်ဒီဘက်ကအမြင့်ကိုကြတော့သူကစင်တီမီတာနဲ့ပြထားပါတော့စင်တီမီတာမှာသူကနောက်ပထမဆုံးဒီအောက်ဆုံးကြဆုံးတမောကကြ100နေစားထား100နေပြီးတော့130 120 130ဆိုပြီးတော့10စီတိုးသွားတယ်ဒါကြောင့်မို့လို့ဒီဂျာထဲမှာရှိတဲ့စိတ်ကလေးတွေကိုကြည့်လိုက်တဲ့အခါမှာ9စိတ်ပဲရှိတယ်ပေါ့နော်အဲ့ဒီ9စိတ်က9စိတ်တိုင်း9စိတ်တိုင်းဟာ10စင်တီမီတာစီကိုကိုစားပြုတယ်ဒါဆိုလို့ရှိရင်တစ်စိတ်ကိုဘယ်လောက်စင်တီမီတာစီရှိမလဲဆိုရှင်က2စင်တီမီတာစီရှိမှာဖြစ်တယ်เนาะအဲ့ဒီ2စင်တီမီတာနှုန်းနဲ့တွက်သွားမှာဖြစ်တယ်အဲ့တော့သူကကာကြီးနေနဲ့နော်အော်တိုဘာ4ရက်နေ့မှာအမြင့်ဘယ်လောက်ရှိလဲကိုမေးထားတယ်အဲဒီလိုမြင့်တူတူလေးပေါ်မှာရှိနေတဲ့ဆက်ဆိုလို့မှတ်ဆိုလို့ရှိရင်တော့ဟိုကပြောရလို့ဥပမာဖြင့်1ရက်နေ့မှာဆိုတာ130စင်တီမီတာရှိတယ်ပေါ့နော်ဒီမှာဆိုရင်6ရက်နေ့မှာဆိုလို့ရှိရင်140စင်တီမီတာရှိပြောရတယ်ဒါပေမဲ့သူကလိုချင်တာက4ရက်နေ့မှာကြည့်လိုက်မယ်4ရက်နေ့မှာဘယ်မှာရှိလဲဆိုရင်130စင်တီမီတာမျိုးမှာရှိရဲဒါကြောင့်မို့လို့ဒါကို4ရက်နေ့မှာကြတော့130စင်တီမီတာလို့ဖြည့်ထွက်လို့ရတယ်နော်အဲ့တော့အရင်ဆုံးဒီ graph တွေမှာအဓိကသိရမှာစကေးတွေသိရမယ်ပေါ့နော်ဒီတန်းရဲ့စကေးကတကယ်ပဲတစ်ပဲကိုစားပြရတာဒါမှမဟုတ်ရှင်2လား5လား10လားကိုကသိရမယ်ဒီမှာဆိုတော့2စင်တီမီတာနဲ့သွားတယ်ပေါ့နော်အစိတ်ကလေး2စင်တီမီတာကြီးသွားဆိုတော့မသိရဘူးဒါကြောင့်မို့အော်တိုဘာ4ရက်နေ့မှာ130စင်တီမီတာအမြင့်ရှိတယ်နောက်တစ်ခါ1ရက်ကနေ9ရက်ဒီတဲ့ဘယ်လောက်မြင့်ငယ်လဲပေါ့နော်ဒါဆိုတာခြားနားချက်ကိုပြောတာပေါ့နော်1ရက်နေ့ကနေစပြီးတော့1ရက်နေ့ရဲ့တန်မိုးနဲ့9ရက်နေ့ရဲ့တန်မိုးနဲ့ကိုနှုတ်ပေးလိုက်လို့ရှိရင်ဘယ်လောက်မြင့်လဲဆိုတော့ကိုကသိရအဲ့လိုသိဖို့အတွက်ဆိုရင်တော့1ရက်နေ့ရဲ့စင်တီမီတာဘယ်လောက်ရှိလဲ9ရက်နေ့မှာဘယ်လောက်ရှိလဲဆိုတော့လဲကိုကသိမယ်အဲ့ဒါမှနှုတ်လို့ရမယ်ပေါ့နော်အဲ့တော့ကြည့်အောင်1ရက်နေ့မှာဆိုလို့ရှိရင်တော့မြင်းထုလေးကိုတန်းတွေးတော့တန်မိုးကတန်းဖတ်လို့ရတယ်130ဆိုပြီးတော့9ရက်နေ့မှာရှိတဲ့ခါမှာတော့ဒီမြင်းထုပေါ့140ကိုသူက2တန်းမြောက်ထပ်ကျော်ထားတယ်ပေါ့နော်။တန်းကိုသူက2စင်တီမီတာရှိရလို့ပြောတယ်2တန်းဆိုတော့4စင်တီမီတာပေါ့။အဲ့တော့140နဲ့ပေါင်းလိုက်လို့ရှိရင်9တန်းနဲ့ဘယ်လောက်ရှိဆိုရင်144စင်တီမီတာရှိ။အဲကြောင့်မို့သူကဒီဂျာထဲမှာဘယ်လောက်မြင်သွားလဲသိချင်တယ်ဆိုရင်တော့144တွေကနေပြီးတော့130ကိုနှုတ်ရမယ်။ဘယ်လောက်လဲဆိုရင်34စင်တီမီတာဖြစ်တယ်။ရမလား။
နောက်တစ်ပုဒ်ကလည်းမြင်းကုန်းနဲ့ပတ်သက်တဲ့ပုဒ်စာပဲဖြစ်တယ်။သူကကြတော့ဒီမှာ graph အလုပ်ကြီးကိုပေးထားတယ်ပေါ့နော်။မနက်ခင်းတစ်ခုရဲ့အပူချိန်ပြောင်းလဲမှုကိုတဲ့အောက်ပါကြားပြတယ်ဇာတ်နဲ့တော့အချက်လက်တွေကိုပေးထားတယ်။ကိုယ်ကဒီမှာမြင်း graph လေးဆွဲပေးရမယ်။အဲ့ဘက်ကိုဒီ14တို့12တို့ဆိုတတ်မို့ဒီမှာလာပြီးအဆက်ချပြန်ပြီးအဲ့အဆက်လေးကိုကိုကဆက်ဆွဲပေးရမှာဖြစ်တယ်။အဲ့တော့ဒီမှာချစ်မြင်း graph လေးရဲ့တတ်မို့ကိုကတင်ရမယ်။တစ်စိတ်ချင်းစီစကေးရဲ့တတ်မို့ပေါ့နော်။ဘာလို့3ညနေစထားတယ်ဒီမှာ9ဆိုတော့3ညနဲ့9အတွဲမှာဒီမှာလည်းအစိတ်ကလည်း9စိတ်ဆိုတော့တစ်စိတ်က1degree Celsius ကိုကိုစားပြုတယ်ပေါ့နော်ဒါဆိုကိုသိသွားပြီ9ရက်နေ့မှာ14ကိုလိုချင်တယ်ဆိုလို့ရှိရင်ဟိုဒီ9ရက်နေ့ပုံမှာ14ဆိုတော့15ဒီမြင်းထူထူလေးမရောက်ခင်တစ်စိတ်ပေါ့အဲ့နေရာမှာအမှတ်တမှတ်ချမယ်နော်ရမလားကျွန်တော်ဟာတွေကိုခလေးတို့ကိုယ့်ဘာသာကိုချကြည့်မယ်ပြီးရင်အဖြစ်ပြန်လိုက်ကြည့်မယ်ရမလားကဲစပြီးဆွဲကြည့်ပါအောင်နော်ကဲဒါဆိုရင်ကျွန်တဲ့ဆက်လေးတွေကိုတိုက်ကြည့်မယ်နော်12ဆိုလို့ရှိရင်ဒီနေရာမှာရမယ်မှာ73ရမယ်15ရမယ်18ရမယ်21ရမယ်ပြီးရင်ဒါတွေအားလုံးကိုဆက်ဆွဲလိုက်မယ်ဒါဆိုရင်သူတို့ချင်းနဲ့မြင်ကြရတော့ဖြစ်ပါတယ်နားလည်မလားခုကစပြီးတော့စားသင်ခန်းစာရောက်ပြီပေါ့နော်ပထမဆုံးပုံစံကြည့်အောင်66ဆိုတဲ့ second ကိုဒီ4နဲ့စားထားတယ်ပေါ့နော်အဲ့တော့အရင်ဆုံးဒီပထမဆုံးကို4နဲ့ဝင်နိုင်လားဆိုကြည့်ရမယ်နော်4 2လီ8နဲ့ဝင်နိုင်တယ်ကြောင့်မလို့2လီဝင်လိုက်တယ်ဟော9ရ8ကိုနှုတ်တော့1ရမယ်ကျန်တဲ့6ကိုဆက်ဆွဲချမယ်နော်16ဖြစ်သွားမယ်16ကိုတစ်ခုလုံးကို4 4လီဝင်လို့ရတယ်3ညရမယ်စားလက်က24အကျွင်းရ3ညဖြစ်ပြီဒါဆိုရင်ကျန်တဲ့ပုံစံတွေကပုံစံတွေဖြစ်ကြမလို့ကလေးတို့ဒီ3ပုဒ်ကိုကိုယ့်ဘာသာကိုတွက်ကြည့်ပါပြီးအဖြစ်ပြလိုက်ကြည့်မယ်နော်ကဲစပြီးတွက်ကြည့်အောင်ခုလို့ဆိုရင်ဖြည့်တိုက်လို့ရပြီနော်ဖြည့်တိုက်ကြည့်အောင်ကဲ80နဲ့3 80ကိုဒီပြီး3နဲ့စားမယ်96 69ကိုဒီပြီး5နဲ့စားမယ်94ကိုဒီ9နဲ့စားမယ်80ကော69ကောဒီ94ရောကပထမဆုံးပထမဆုံးကိန်းပေါ့နော်ခုဒီကနန်းကနေပြီးတော့စပြီးတော့စစားလို့ရတဲ့ကိန်းတွေဖြစ်တယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဒီဖြည့်ဒီကလေးတို့မှန်ကြလားမသိဘူးနော်နောက်ဆက်လိုက်တစ်ခုသွားမယ်နော်ဒီမှာလည်းပုံစံတူပဲ63ကိုဒီပြီး3နဲ့စားမယ်48ကိုဒီပြီး9နဲ့စားမယ်82ကိုဒီပြီး9နဲ့စားမယ်80ဒီပြီး80ကဲအဲ့ဒါတွေတွက်ကြည့်အောင်ကလေးတို့နော်ဒီဟာရဲ့အစားသင်ခန်းစာမှာအသေးစိတ်တင်ပြီးသားမို့လို့ပြန်ပြီးတော့အသေးစိတ်မရှင်းတော့ဘူးပေါ့နော်ဒီမှာပြန်နှွှဲတဲ့သဘောနဲ့ဖြေပဲတိုက်ပြီမယ်နော်ကဲစပြီးတွက်ကြည့်ပါဦးကဲဖြေတိုက်ကြည့်မယ်အဲ့တော့ဒီမှာလဲ6ကနေစပြီးဝင်လို့ရတာနော်ဒီနေရာကျတော့ဘာဖြစ်သွားလဲဆိုရင်48မှာဒီ4ကို6နဲ့ဝင်လို့မရအောင်6တက်လီကနေ6ဖြစ်နေတော့ဒီ4ကိုနှုတ်လို့မရကြမလို့ဒီခါကျတော့48တခုလုံးကို6 5လီဆိုပြီးဝင်ချလိုက်တာနော်ဒီနေရာမှာဆိုလို့ရှိရင်နောက်ဆုံးကဏ္ဍက2ဖြစ်နေတယ်ပေါ့နော်ဆွဲချတဲ့အခါမှာ2ဖြစ်နေတယ်9တက်လီ9ဆိုတော့3ညထွက်တော့ဒီ8 3ည8 3ညဆိုရင်မရေးပါဘူးဒါနဲ့2ကိုဆွဲချပြီးဒီ2ကိုအလီဝင်တဲ့အခါမှာဝင်ကြမရှိကြမလို့9နဲ့ဆိုရင်မပြတ်ကြမလို့3ညအလီပဲဝင်လိုက်တယ်2တည်း3ညဖြစ်သွားပြီးတော့နော်9 3ညနဲ့3ညဆိုပြီးတော့2ထက်3ညထုတ်ပြီး2ဖြစ်မယ်ဒီမှာလည်းဒီလိုပဲနော်ဒီပထမဆုံးရှင်းမှာလည်းပြတ်သွားတယ်အဲ့တော့နောက်က3ညကိုဆွဲချပြီး3ညကိုတိုင်းထားလို့မရဘူးသူ့ကိုလည်းအလီဝင်ပေးရမယ်ဒါကြောင့်8 3ညလေး3ည3ညရဲ့နှုတ်ပြီးတော့3ညကျက်မယ်ပေါ့နော်ဒီနှစ်ပုတ်ကတော့နည်းထူးကြတဲ့ပုံလေးပေါ့ရမယ်နော်အဲ့တော့ဒီကနေစပြီးတော့ဘာဖြစ်သွားလဲဆိုတော့ရာဂဏန်းတွေဖြစ်သွားမှာနော်ရာဂဏန်းကိုစားမှာဖြစ်တယ်အဲ့တော့ရာဂဏန်းဆိုလဲပဲသူကတလုံးကြီးကြည့်ပြီးတော့စာဝင်နိုင်လားမဝင်နိုင်ဘူးဆိုရင်လုံးကြော်မယ်ပေါ့နော်ဒါပထမဆုံးလုံးမှာနောက်လုံးနေဆိုလို့ရှိရင်တော့တလုံးချင်းစီပဲမဝင်နိုင်3ညနေဝင်ပြီးတော့သွားရမှာပေါ့နော်အဲ့တော့ဒီမှာဆို9တက်လီ9ဆိုပြီးခုနှစ်ထည့်နှုတ်လိုက်တယ်ဒီမှာ2ကျန်တယ်တက်3ဆိုကြ23ဖြစ်တယ်9လေးလီ20ဝင်တယ်3ကျန်တယ်9ကိုဆိုကြမယ်35ဖြစ်တယ်9ခုနှစ်လီ35ဆိုတော့ဒီမှာပြတ်သွားပြီပေါ့နော်အဲ့ကျန်တဲ့3ဘုတ်ကိုကလေးတို့ကိုယ့်ဘာသာတွက်ကြည့်မယ်ပြီးအဖြစ်ပြလိုက်ကြည့်မယ်နော်ကဲစပြီးတွက်မယ်ကဲအဖြစ်ပြလိုက်ကြည့်ရအောင်အဖြစ်ဒါရမယ်နော်ပုံစံတူတွေမို့လို့သိစိတ်ပြန်မရှင်းတော့ဘူးသိစိတ်သိကျင်တယ်ဆိုလို့ရှိရင်တော့အစားသင်ခန်းစာဗီဒီယိုလေးကိုပြန်ကြည့်ပြီးပါလို့ပြောချင်တယ်နော်နောက်ပုတ်တွေကိုသွားမယ်အဲ့တော့ဒီမှာလည်းပုံစံတူပဲအကြောင်းလို့မရှင်းတော့ဘူးကလေးတို့ဒီ၄ဘုတ်ကိုကိုယ့်ကိုတွက်ကြည့်ပါပြီးမှအဖြစ်ပြန်လိုက်ကြည့်မယ်နော်ကဲစပြီးတွက်ကြည့်အောင်
ဖြည့်တိုက်ကြည့်မယ်ဒီမှာဆိုလို့ရှိရင်တော့23ပေါ့နော်ပထမဆုံးနှစ်ကို6လီဝင်လို့မရဘူး3ညလွယ်မဝင်မဲ့နဲ့23ကိုလာဝင်မယ်အကယ်၍ဒီမှာ23ကိုလည်းဝင်လို့မရဘူးဆိုရင်မလုပ်မလဲဆိုရင်139ပေါ့နော်အဲ့လိုမျိုးခြေတိုးပြီးတော့ပထမဆုံးစားတဲ့အခါမှာအဲ့လိုလုပ်တာဒုတိယစားတဲ့အခါမှာအဒီဝင်လို့မရဘူးဆိုတော့ကြော်မသွားပဲနဲ့အခါကျတော့3ညလီဝင်ပေးရမယ်အဲ့တစ်ခုကခြားထူးဆန်းတယ်ပေါ့နော်အဲ့ဆိုရမလားဒီတစ်ပုတ်ကလည်းစားတိုင်ကစားပုတ်ပဲဖြစ်ပါတယ်ဥစ္စာလေးကိုဖတ်ကြည့်အောင်တတိကိုလေးချိန်นี่32ကီလိုဂရမ်ဖြစ်ပြီးသူ့မောင်ကြီးကိုလေးချိန်นี่4ဆဖြစ်ပြီးမောင်လေး4ချိန်ကိုရှာအဲ့တော့မောင်လေးကတဆဆိုတော့4ဆသဘောမျိုးပေါ့နော်4ချိန်ကအဲ့လိုရှိတယ်အဲ့တော့4ဆက32ကီလိုဂရမ်ဖြစ်တယ်ဆိုရင်တဆဆိုရင်ဘယ်လောက်လဲနော်အဲ့တော့အများကိုပေးထားပြီးတော့တစ်ခုစာပေါ့နော်တစ်ခုစာကိုရှာတာဖြစ်တယ်ဒါကြောင့်မို့လို့သူကစားပေးရမယ်။ဘာလို့ဒီပါနဲ့စားလဲဆိုရင်32ကိုတီးပြီးတော့4နဲ့စားမယ်နော်။ဘာဖြစ်လို့လဲဆိုတော့ဒီမှာဆိုရင်ဒီရဲ့ကိုလေးချိန်က32ကီလိုဂရမ်ရှိတယ်အဲ့ဒါကဥမောင်လေးကိုလေးချိန်4ဆဖြစ်နေတယ်။သူတို့လိုချင်တာကမောင်လေးရဲ့ကိုလေးချိန်ဖြစ်တယ်။မောင်လေးရဲ့ကိုလေးချိန်ကတစ်ဆပေါ့။အဲ့4ဆကိုပေးထားပြီးတော့4ဆတန်ဖိုး32ကိုပေးထားပြီးတော့တစ်ဆတန်ဖိုးဘယ်လောက်လဲသိချင်နေဆိုရင်တော့32ကိုတီးပြီးတော့4နဲ့စားပေးရမယ်။အဲ့တော့စားတဲ့အခါမှာ4ချိန်32ဆိုပြီးတော့ချစ်ဆိုပြီးထွက်လာမယ်ပေါ့နော်။အဲကြောင့်မို့သူ့မောင်လေးရဲ့ကိုလေးချိန်ကဘယ်လောက်လဲဆိုလို့ရှိရင်8ကီလိုဂရမ်ဖြစ်ပါတယ်။ရမယ်နော်။ဒီမှာဆိုလို့ရှိရင်သူက3နဲ့စားရတဲ့နော်ဒီစားခဲရောဒီခဲရောဆာလတ်တွေရောစက်ဝိုင်းနဲ့ဒီမှာပြထားတယ်ပုံစံတူပေါ့နော်ဒီဘက်ချက်မှာလေးနဲ့စားတာတွေကြီးကျတော့ဒီအပေါက်ကလေးတွေဖြည့်ပေးရမှာပေါ့နော်ဒီမှာကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့စားခဲပေါ့နော်စားခဲ3အလေးတက်မှာရေးထားပြီးတော့ဒီသူ့ရဲ့အပြင်ဘက်ကစက်ဝိုင်းထဲမှာရှိတဲ့ကြတော့တီဂိမ်းတွေပေါ့နော်တီဂိမ်းတွေဖြစ်တယ်ဒီဘက်ကကျတော့စားလက်တွေဖြစ်တယ်ပေါ့နော်ဒီဥပမာဒီ45ကိုတီးပြီးတော့3နဲ့စားလို့ရှိရင်15ဆိုတဲ့ဖြစ်ထွက်တယ်36ကိုတီးပြီးတော့3နဲ့စားရင်12ဆိုတဲ့ဖြစ်ထွက်တယ်အဲ့လိုမျိုးသဘောမျိုးပေါ့နော်ဒီမှာကျတော့ကဲ၍များအဲ့တော့ပြောမဆိုဒီဥစ္စာစားလက်ဖြစ်သွားပြီပေါ့ကဲ၍များဒီမှာကျတော့ဒီဘက်ချမ်းအပေါက်တွေနဲ့ပြန်ပြီးရှင်းကြည့်မယ်ဆိုရင်ဒီဘက်ချမ်းကလိုမျိုးအပြင်အလွှာမှာရှိတဲ့နေရာတွေမှာလည်းသူကပေါက်တွေဖောက်ထားတယ်ပေါ့နော်မတိတဲ့စက်လုံးတွေရှိတယ်ဒါဆိုရင်အပြင်ဘက်ကအလွှာကိုလိုချင်ဘယ်လိုလုပ်ရမလဲနော်မြမကအလွှာလိုချင်တယ်ဆိုရင်ဒီ30ချက်ကိုတီးပြီးတော့3နဲ့စားမယ်။ကဲ၍ဒီအတွင်းထဲကဒီစားကိန်းအလွှာကိုလိုချင်တယ်ဆိုဘာလုပ်ပေးရမလဲဆိုရင်เนาะဒီအပြင်ဘက်ကအလွှာနဲ့ဒီ3နဲ့ကိုမြှောက်ပေးရမယ်။ဒီမှာဆို12နဲ့3နဲ့မြှောက်တဲ့အခါမှာ12 3 36ဆိုဒါပြန်ရမယ်။15 3 45ပြန်ရမယ်။နော်3 20 60ပြန်ရမယ်အဲ့သဘောမျိုးဖြစ်ပါတယ်။ဒါဆိုရင်ကလေးတို့ဒီထဲမှာဒီပုတ်စက်ဝိုင်းကိုကလေးကိုယ်တိုင်တွက်ကြည့်ရအောင်။ဥပမာဖြင့်ဒီမှာဆိုရင်ဦးလေးဆိုင်ရာအကွက်က4ရက်96ရက်ဒီနေ့မှာအကွက်လွယ်ပေါ့နော်ဒီအပြင်ကလေးကခုနပြောထားတယ်အဲ့ဒါတွေကကျတော့စားလက်တွေပေါ့နော်စားလက်ကိုလိုချင်တယ်ဆိုရင်96ကိုတီးပြီးတော့4နဲ့စားလိုက်မယ်ပေါ့နော်ဒါကလွယ်ဒါဆိုဒီကွက်ကိုကြည့်အောင်ဒီကွက်ထဲမှာဆိုလို့ရှိရင်เนาะဒီစားကိန်းကပြောင်းနေတာပေါ့နော်စားလက်ပေးထားတယ်ဒီမှာဒါဆိုလို့ရှိရင်ဘာလုပ်ပေးလဲဆိုရှင်တီကိန်းပြောင်းနေတာပေါ့ဒါဆိုလို့ရှိရင်ဒီ15နဲ့4နဲ့ကိုမြှောက်ပေးလိုက်ရင်ဒီဖြည့်ထွက်မယ်နော်အဲ့တော့ပြောမယ်ဆိုရင်ချုပ်ထည့်ပြောမယ်ဆိုဒီဖြည့်ဒီတည်းအဖြည့်လိုချင်တယ်ဆိုရင်အပြင်ကတန်မိုးနဲ့4နဲ့မြှောက်မယ်ပြီးမှကတန်မိုးလိုချင်တယ်ဆိုလို့ရှိရင်เนาะဒီတန်မိုးကိုတီးပြီးတော့4နဲ့စားမယ်ရမလားအဲ့ဆိုကလေးတို့ကိုယ်တိုင်တွက်ကြည့်မယ်เนาะဒီ19အတွက်ဒီ80အတွက်73အတွက်96အတွက်တွက်ကြည့်မယ်ပြီးရင်အဖြစ်တိုက်ကြည့်မယ်เนาะကဲစရအောင်ဖြည့်တိုက်ကြည့်မယ်เนาะ48ကိုပေးထားပြီးသားမို့လို့သူကစားရုံပဲเนาะ48ကိုတီးပြီး4နဲ့စားရင်အပြင်တန်မိုးက12ထွက်မယ်ပေါ့เนาะသူကြတော့အတွင်းတန်မိုးဒီတန်မိုးကိုလိုချင်တာမို့လို့မလုပ်ပေးရမလဲဆိုရင်မြှောက်ပေးရမယ်19နဲ့4နဲ့မြှောက်မယ်68ရမယ်ဒါဆိုကျန်တဲ့ဟာကြီးရမလားဒါဆိုလို့ရှိရင်အဖြေမှန်မလားမသိဘူးเนาะဒါဆိုလို့ရှိရင်ဒီပြန်လှန်လေ့ကျင့်ခန်း1ပေါ့နော်ဒါပြီးသွားပြီဒီပိုင်းထဲမှာဆိုလို့ရှိရင်အစားသင်ခန်းဟိုပါပေါ့ခန်း3ခန်းဖြစ်တယ်ပထမဆုံးခန်းဖြစ်တဲ့ကိန်းတွေရဲ့ပြီးမြင်းကြက်တွေရဲ့အစားသင်ခန်းစာရဲ့ဒီခန်း3ခန်းစာမှာရှိရဲ့ပုတ်စာတွေကိုပြန်ပြီးတော့နှွှဲပေးတဲ့သဘောဖြစ်ပါတယ်ရမယ်နော်ဒါဆိုလို့ရှိရင်တော့ပြန်လှန်လေ့ကျင့်ခန်း1ကပြီးပါပြီဖြစ်ပါတယ်ဒါမှအဲ့တော့ဒီထဲမှာရှေ့ပုတ်စာတွေကနော်တင်ငယ်ပြီးသားခန်း3ခန်းစာကိုပြန်ပြီးတော့နှွှေးတာဖြစ်တဲ့ကြောင့်မလို့အသေးစိတ်တွေမရှင်းထားပါဘူးအသေးစိတ်သိချင်တယ်ဆိုရင်တော့ပြည့်တဲ့ဆိုင်ရာခန်းဗီဒီယိုလေးကိုပြန်ကြည့်ပေးဖို့တိုက်တွန်းချင်ပါတယ်ရမယ်နော်